တင်းရဲ့မနက်ခင်ကိုကျေးဇူးတင်စိတ်နဲ့စတင်လိုက်ပါဒီနေ့မှာကျေးဇူးတင်ရမယ့်အရာ၃ခုကိုစဉ်းစားပါကျေးဇူးတင်တတ်တဲ့စိတ်ဓာတ်ကအပြုသဘောဆောင်တဲ့စိတ်ဓာတ်ကိုဖြစ်ပေါ်စေပါတယ်ရည်ရွယ်ချက်သတ်မှတ်ပါဒီနေ့မှာပြီးမြောက်ခြင်းနဲ့အရေးကြီးဆုံးအရာတစ်ခုကိုသတ်မှတ်ပါရည်ရွယ်ချက်ရှိခြင်းကတင်းရဲ့တနေ့တာကိုဥတီချက်နဲ့ဖြတ်တန်းဖို့အတွက်အထောက်အကူဖြစ်စေပါတယ်ကိုမှရှိတဲ့စွမ်းအားတွေစွမ်းအင်တွေကိုထုတ်သုံးပါငါမှစွမ်းအင်တွေရှိတယ်ငါကိုယူဆိုင်နိုင်တယ်ငါအခက်အခဲတွေအားလုံးကိုကြော်ဖြတ်နိုင်တယ်ဆိုပြီးစတင်ပါကိုလက်လှုပ်ရှားမှုတစ်ခုခုလုပ်ပါကိုလက်လှုပ်ရှားမှုလေးချင်းငယ်တစ်ခုခုလုပ်လိုက်တာဟာတစ်နေ့တာလုံးခွန်အားအပြည့်နဲ့ဖြတ်သန်းနိုင်ပါတယ်ဒီနေ့တစ်နေ့တာမှာသင်အောင်မြင်နေတယ်ဆိုတာကိုယုံကြည်လိုက်ပါအဲ့ဒီအောင်မြင်မှုကို